အားလုံးပဲမင်္ဂလာပါလေဘောင်းမြန်မာ fan page ကစတက်ပါဆိုတော့ကျွန်တော်ကဒီနေ့ညနောက်ဆုံးဒီနေ့နောက်ဆုံးညလေဘောင်းသတင်းတူလေးကိုဒါတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ပေါ့နော်ဆိုတော့ပထမဆုံးအနေနဲ့ဒါဒီမိုဟာမက်ဆာလာကကျွန်တော်တို့ဒါအင်တာမီလန်နဲ့ပွဲမှာလူစင်ကနေပြီးတော့ချန်လက်ခံလိုက်ရတယ်အီတလီကိုလိုက်ပါမယ်လူစင်နဲ့မှာပါသွားခြင်းမရှိဘူးပေါ့နော်ဆိုတော့ဒီ decision ပေါ့နော်ဒီ decision ကိုဒီဆုံးဖြတ်ချက်ကိုချတာကဒါအာနီစလော့မဟုတ်ဘူးဒါကကလက်ကချတယ်ဆိုပြီးတော့ဒါသတင်းတွေတက်လာတာမျိုးရှိရပေါ့နော်အဲ့ဒီဟာကလည်းကျွန်တော်တို့တကယ်ကိုယုံကြည်စိတ်ချရတဲ့ David Austin တို့လိုမျိုးဒါဒီ reporter တွေပြီးတော့လီဗာပူးနဲ့နှီးဆက်တဲ့ reliable ဖြစ်တဲ့သတင်းတောက်တွေကဒါသူတို့အတည်ပြုရပေါ့နော်ဆိုတော့ဒီဟာကိုပြန်ကောက်မှဆိုရင်မနေ့ကဒီ press conference လုပ်တယ်ဒီအာနီစလော့အင်တာမီလန်နဲ့ချန်ပီယံလိပွဲအတွက် press conference လုပ်တယ်ပေါ့နော်ဆိုတော့ press conference မှာလည်းဒီသူတို့ဒါဒီမိုဟာမက်ဆာလာကိုသူတို့ဒါဒီခေါ်မသွားဘူးဆိုတဲ့အကြောင်းသူ့ကိုဒါအတိပေးပြီးပြီဆိုတဲ့အကြောင်းပြောသွားတဲ့အပြင်ကိုကျွန်တော်တို့ဒါဒီ Alisson Becker ကလည်းမိုဟာမက်ဆာလာရဲ့အပြုအမူမိုဟာမက်ဆာလာဒီလိုပြောလိုက်တာတဲ့ပတ်သက်ပြီးသူသဘောမကျဘူးဆိုတဲ့အကြောင်းကိုဒါသူပြောသွားမျိုးရှိရပေါ့နော်ဆိုတော့ဒီသတင်းတွေဒီပေါ့နော်ဒီမနေ့ကတက်လာတဲ့သတင်းတွေဒီ press conference ကအရာတွေအားလုံးကိုခြုံငုံကြည့်လိုက်မယ်ဆိုရင်တော့ပြီးသွားပါပြီကျွန်တော်မြင်တယ်ပေါ့နော်ပြီးသွားပါပြီမိုဟာမက်ဆာလာရဲ့မိုဟာမက်ဆာလာရဲ့ကျွန်တော် MV နေ့ရက်တွေကဒါပြီးသွားပြီလို့တော့ကျွန်တော်ပြောလို့ရတယ်ပေါ့နော်ပြောလို့ရတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီ sorry မိုဟာမက်ဆာလာကကျွန်တော်တို့သူ့ interview မှာအဓိကစကားအဓိကပေါ့နော်အဓိကဖြေချတဲ့အရာတစ်ခုရှိအဲ့ဒါဘာလဲဆိုတော့ဒီသူ့ကိုပေါ့နော်ကလပ်တင်းမှာသူ့ကိုကလပ်တင်းကနေပြီးသူ့ကိုထွက်စေခြင်းတဲ့သူတွေရှိတယ်ဆိုပြီးသူပြောသွားတာရှိရပေါ့နော်ဆိုတော့ဒီမနေ့ကသိရတဲ့သတင်းတွေအရာဆိုရင်ဒါဒီမိုဟာမက်ဆာလာကိုဒါ FFG ကပဲအသင်းကနေပြီးတော့ဒါထုတ်ရောင်းခြင်းတယ်အသင်းကထွက်စေခြင်းတဲ့သဘောမှာရှိနေတာလားဆိုပြီးမေးစရာဖြစ်လာပြီပေါ့နော်ဆိုတော့အဲ့ဒီမေးစရာတွေနဲ့အတူဒါကောလာဟာလာတတိနဲ့အရာကလည်းကျွန်တော်ဒီ FFG ပေါ့နော် FFG တို့အဖွဲ့ကကျွန်တော်ဒါ sorry pro league ပေါ့နော် sorry pro league ကအသင်းတွေနဲ့တိတ်တဆိတ်ကျွန်တော်တို့ဒါမိုဟာမက်ဆာလာပြောင်းရွှေ့အတွက်ဒါဆွေးနွေးနေတယ်ဆိုတော့ကောလာဟာလာတွေဒါထွက်လာပြီပေါ့နော်ဆိုတော့ဒီကောလာဟာလာတွေကြောင့်ပဲဒီကောလာဟာလာတွေကိုဒါမိုဟာမက်ဆာလာသိရတာကြောင့်ပဲမိုဟာမက်ဆာလာကဒီလိုမျိုးဒါမီဒီယာရှေ့မှာသူမကျေနပ်တဲ့အကြောင်းဒီလိုမျိုးပြဿနာကိုစပြီးတော့ဒါဒီဖွင့်ချလိုက်တယ်လို့ပဲကျွန်တော်ဖွင့်ချလိုက်တယ်လို့ပဲထင်တယ်ပေါ့နော်ဆိုတော့ပြီးသွားပြီမိုဟာမက်ဆာလာကလီဗာပူးအသင်းမှာဒါဆက်ရှိဖို့ဆိုတာကလုံးဝမသိကြတော့ဘူးလုံးဝဒါဒီ85ရာခိုင်နှုန်းလောက်ထိရှိမယ်လို့တော့ကျွန်တော်ထင်တယ်ပေါ့နော်ဒီ January ပြောင်းရွှေ့မှာပဲသူထုတ်ရောင်းခံရလိမ့်မယ်လို့ကျွန်တော်မြင်တယ်စဉ်းစားကြည့်ဗျာကျွန်တော်တို့ဒီအပွဲကချန်ပီယံလိလို့ပွဲစဉ်မျိုးအင်တာမီလန်နဲ့ကန်ရမှာအဝေးကွင်းလို့မှာသွားကန်ရမှာပြီးတော့အသင်းမှာလည်းတောင်ပန်ကစားသမားတွေဖြစ်တဲ့ဒါဒီခေဇာတို့ပြီးရင်ဒီဟိုပါဘောနော်ဒီကော်ရီကပိုတို့ကဖျားနေတာဖျားသူကဖျားတာဒဏ်ရာရသူကဒဏ်ရာရဖြစ်နေတဲ့အချိန်မှာတေချာပေါက်မိုဟာမက်ဆာလာကိုခြံထားခဲ့တယ်မိုဟာမက်ဆာလာကိုလူစင်းကနေပြီးထုတ်လိုက်တယ်ဆိုတာကဒါဒီ FFG ရဲ့အဲ့ဒီဆုံးဖြတ်ချက်ကမိုဟာမက်ဆာလာကိုအသင်းကနေပြီးထုတ်ရောင်းတော့မယ်ဒါမိုဟာမက်ဆာလာကိုဒီတသင်းတွေကိုထုတ်ရောင်းနိုင်မယ်ဆိုရင်ဆုံးဖြတ်ချက်ကဒါမြင်သာသေးပေါ့နော်ဆိုတော့ဒီတေချာပေါက်မိုဟာမက်ဆာလာကိုရသလောက်စီးနေသူတို့ထုတ်ရောင်းပြီးတော့ဒီ January မှာဒီ Android Simeone ပဲဖြစ်ဖြစ်ပေါ့နော်ဒါမှမဟုတ်တခြားဒီ winger တွေပဲဖြစ်ဖြစ်တရားရောက်ကိုသူထပ်ခေါ်မယ်ဆိုပြီးတော့လေသတင်းတွေရတာသတင်းတွေကဒါခြေခြေပြင်းပြင်းထွက်ပေါ်လာမျိုးရှိရပေါ့နော်အထူးသဖြင့်အနည်းဆက်ဆုံးကတော့ကျွန်တော်ဒါပုံမောက်အသင်းရဲ့တောင်ပန်ကစားသမားဖြစ်တဲ့ Android Simeone ကတော့ဒါအနည်းဆက်ဆုံးလို့ပြောလို့ရတယ်ဒါအထူးသဖြင့်ဒီ Android Simeone ကိုကျွန်တော်တို့ဒါဒီဟိုပါ Richard Shu တို့ဒီ data analysis က data science အတင်းတို့ဒီ Michael Edwards တို့ကသဘောကျဖြစ်တဲ့အတွက် Android Simeone ကအနည်းဆက်ဆုံးဖြစ်နိုင်ပွဲရှိရသူရဲ့ဒီပြောင်းရွှေ့ကြီးကလည်းဟို65တန်းပေါ့နော်ဒါ rally clause 65တန်းဆိုတာတတ်တမမှတ်ရှိရဗျာပြောချင်တာက65တန်းကိုပေးနိုင်သူခေါ်လို့ရတယ်ဆိုရင်တတ်တမမှတ်ရှိရဖြစ်တာကြောင့် Android Simeone ကိုပဲခေါ်ဝင်လို့တော့ဆေးထဲမှာခံစားရတယ်ပေါ့နော်ကျွန်တော်ဒီ Bayern Munich တောင်ပန်ကစားသမားဖြစ်တဲ့ Michael Olise တို့ဘာတို့ကတော့တိတ်ပြီးတော့မဖြစ်နိုင်ဘူးလို့မြင်တယ်Michael Olise ဆိုရင်တေချာပေါက်ဒီ Bundesliga မှာကသူတို့ဒါအဆင့်1တေချာပေါက်ဒီ Bundesliga ဖလားရဖို့ရှိရယ်ပြီးနောက်တစ်ခါကျတော့ချန်ပီယံလိမှာလည်းအကောင်းဆုံးဒါသူခြေစွမ်းပြနေတယ်အဲ့ဒီပြင်ကိုဒီဘိုင်မင်းကဒီတစ်မှာအရန်ကိုတိုးတက်လာဘောနဲ့အရန်တိုးတက်လာပြီးခဲ့နှစ်တွေခါနဲ့မတူဘူးသူတို့ကဒီချန်ပီယံလိအပေါင်ဝင်ဒီဖလားတွေအကုန်လုံးစစ်ခွန်နိုင်စွမ်းရှိနေတာဖြစ်တာကြောင့်ဒီရာဒီမှာတော့ Michael Olise ကိုဒီ January ပြောင်းရွှေ့မှာတော့ကျွန်တော်တို့ခေါ်ယူဖို့ဆိုတာကတော့မလွယ်ဘူးပေါ့နော်မဖြစ်နိုင်ဘူးလို့ပဲသတ်မှတ်လို့ရတယ်ပေါ့နော်ဆိုတော့ဒါ Android Simeone ဖြစ်နိုင်တယ်ပြီးနောက်တစ်ခါကျတော့ကျွန်တော်တို့ဒီပြီးခဲ့တဲ့ရက်ပိုင်းတွေကသတင်းတွေထွက်လာတယ်ဒါ Leipzig ရဲ့တောင်ပန်ကစားသမားလေးဖြစ်တဲ့ Yan Diomande ပေါ့နော်သူလည်း
သူလည်းဒါအနေငယ်ပေါ့နော်သူလည်းဖြစ်နိုင်ကြီးရှိတယ်သူကပြီးခဲ့တဲ့ဒီဘွန်နယ်လီဂါနဲ့ပွဲမှာလစ်စစ်ကဒီစစ်စီးလို့ပေါ့နော်စစ်စီးနဲ့နိုင်ဝိုင်းတပွဲရှိရပြိုင်မြတ်ကပဲသိလဲကျွန်တော်မှတ်မိလို့အဲ့ပွဲမှာသူကဒါ hat trick သွင်းလာတာပေါ့နော်တက်ကလည်း19နှစ်ပဲရှိသေးရဲ့သူက Ivory Coast ကစားသမားလေးဖြစ်တယ်ဆိုတော့ဒီအလားလာတွေအများကြီးရှိရပေါ့နော်ဒီဂျာမနီဘက်ကနေပြီးတော့လာတဲ့တင်းကြီးအရာဆိုရင်တော့ဒီ live ဘက်ကနေပြီးတော့ဒီကစားသမားလေးကိုပေါင်တော့ဖြစ်တယ်ဒီယူတန်း100ပတ်ချလဲလောက်ထိဈေးသတ်မှတ်ထားရလို့ဂျာမနီဘက်ကလာတဲ့တင်းကြီးအရာသိရတယ်ပေါ့နော်ဒါပေမဲ့လီဗာပူးအသင်းကကစားသမားအဖွဲ့ပဲနော်ကစားသမား site နဲ့အရင်ဦးဆုံးသူတို့ဆွေးနွေးမှုတွေပြုလုပ်ပြီးတော့မှဈေးကိုဒီထက်ပိုပြီး short နိုင်တဲ့ဈေးနဲ့ရနိုင်ပြီလို့သူယုံကြည်နေရမျိုးရှိရပေါ့နော်ဆိုတော့ဒါကဒီဖြစ်နိုင်ရင်ရှိရဲ့မိုဟာမက်ဆာလာနေရာမှာခေါ်မဲ့ဒီကစားသမားတွေပေါ့နော်ကစားသမားတွေကကစားသမားတွေလို့ပြောလို့ရရမယ်ကျွန်တော်ရဲ့အမြင်ကတော့ Android စီမံကြီးပဲဖြစ်ဖို့များပါတယ်မိုဟာမက်ဆာလာရဲ့နာဂတ်ကပြီးဆုံးတော့ရှိသွားပါပြီပြီးတော့တစ်ခုကဒီစိတ်ဝင်စားစရာကမနေ့ကဒီပေါ့နော်ကျွန်တော်တို့ဒါ Alisson ကလည်းဒီ press conference မှာ Arne Slot နဲ့အတူတူ press conference မှာဝင်ပြီးတော့ interview တွေဖြေသွားတာမျိုးရှိရပါတော့သူ့ကိုအထူးသဖြင့်ဒါဒီမိုဟာမက်ဆာလာအကြောင်းကိုတည်ပြီးတော့အရင်မေးတာပေါ့နော်မေးရနေထားမှာသူကဒါမိုဟာမက်ဆာလာကသူနဲ့ဒါဟိုနှစ်ပေါင်းများစွာတွဲဆော့လာတာပေါ့နော်သူဥရောပကိုစစရောက်ချင်းရိုးမာတဲ့ကဒီအခုလီဗာပူးအထိသူနဲ့တူတောက်လျှော့သူတွဲကစားလာတာဖြစ်တယ်သူနဲ့လည်းကောင်းတဲ့ relation ရှစ်တွေရှိရပေါ့နော်ဒါပေမဲ့သူ့အနေနဲ့ဒါဒီ public မှာဒီလိုမျိုးကြီးပြောလိုက်တဲ့အရာကတော့သူ့အနေနဲ့တိတ်ပြီးတော့ဒါကိုမကြိုက်ဘူးပေါ့နော်သူတိတ်ပြီးတော့မကြိုက်ဘူးဒါမျိုးမပြောသင့်ဘူးဆိုပြီးတော့ပြောသွားတာမျိုးရှိရပေါ့နော်အဲ့ဒီပြင်ကိုဒါမိုဟာမက်ဆာလာနဲ့ကျွန်တော်နဲ့ဒါသူနဲ့လည်းစကားမပြောဖြစ်သေးဘူးခုချိန်ကြီးသူနဲ့လည်းကျွန်တော်စကားပြောပါဦးမယ်ဆိုပြီးတော့သူပြောသွားတယ်အဲ့စကားပြောတာကျွန်တော် private ပဲပြောမယ်ဒီလိုမျိုး public တွေပါကိုချပြမှာမဟုတ်ဘူးဆိုပြီးတော့သူပြောသွားတာမျိုးရှိရပေါ့နော်ဆိုတော့ဒီကစားသမားဒီရဲ့အမြင်မှာကလည်းအထူးသဖြင့်ပေါ့နော်ဒီလီဗာပူးအသင်းမှာမိုဟာမက်ဆာလာဘက်ကရှိပြီးတော့ဒါအသင်းရဲ့နီးပြဒါမှမဟုတ်ဒီနေစနစ်တွေကိုမချိုက်တဲ့အဖွဲ့လည်းရှိကောင်းရှိနိုင်တယ်အဲ့လိုပဲနီးပြကိုသဘောနီးပြကိုဒီထောက်ခံပေးပြီးတော့နီးပြမထောက်ခံဘူးဆိုရင်တော့မိုဟာမက်ဆာလာရဲ့အပြုအမူတွေကိုသဘောမကျတဲ့အဖွဲ့ကလည်းရှိတယ်ဆိုတော့ဒီနေရာမှာအဝေလေခန်းကတေချာပေါက်ဒါဒီနှစ်ပိုင်းကွဲသွားနေပြီဒါမှမဟုတ်တေချာပေါက်ပြိုကွဲနေပြီဆိုတာသိတာရယ်ပေါ့နော်တစ်ဆက်တည်းမှာပဲ Alisson ဘက်ကဘာပြောသွားလဲဆိုတော့ဒီ Arne Slot ကိုထောက်ခံလားဆိုတဲ့အမေကွန်းပေါ်မှာသူပြောသွားတာတေချာတာပေါ့ကျွန်တော်တို့ဒါဒီ Arne Slot ကိုကျွန်တော်တို့ဒါ100% ကျွန်တော်တို့ထောက်ခံတယ်သူ့နောက်မှာပဲကျွန်တော်တို့ရှိနေတယ် player တွေပေါ့နော်အသင်းက player အကုန်လုံးသူ့နောက်မှာရှိနေတယ်အဲ့အပြင်ကိုဒီ Arne Slot တယောက်တည်း responsibility ဒီတာဝန်ယူနေရတာထက်စားရင်ကျွန်တော်တို့ဒါကစားသမားတွေအကုန်လုံးကလည်းတာဝန်ခွဲယူတဲ့တယ်ဆိုပြီးသူပြောသွားတာမျိုးရှိရပေါ့နော်ဆိုတော့အဲ့စကားကသူကပုံမှန်ပြောသွားတယ်ဒါပေမဲ့အဲ့စကားတကယ်မှန်တယ်ပေါ့နော်တကယ်မှန်တယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီအသင်းကဒီရလက်တွေစိုးနေတယ်အသင်းကကစားဖို့မကောင်းဘူးအသင်းကညံ့နေရဆိုရင်တေချာပေါက်ကျွန်တော်တို့ဒါပြစ်တင်ခံရမှာတေချာပေါက်ကျွန်တော်တို့ကဒါဒီဝေဖန်မှာဒါနီးပြောက်တဲပြီးဝေဖန်မှာပဲဒါကတော့ဖယ်အသင်းမဆိုပဲပေါ့နော်နီးပြောက်တဲပြီးဝေဖန်မှာပဲပြီးတော့မှဒါဒီထောက်ပါတော့ individual မှားတဲ့ကစားသမားတွေဖောင်အောင်တွေကစားသမားတွေကဆက်ပြီးတော့သွားတာဆိုတော့ပထမဆုံးအနေနဲ့ဒီပြောက်တဲပြီးဝေဖန်မှာပဲအဲ့လိုမျိုးအနေထားမျိုးမှာဒါ Alisson ဘက်ကနေပြီးတော့သူတို့လည်းတာဝန်ရှိရပေါ့နော်ဒါ player အနေနဲ့တာဝန်ရှိရဆိုတော့စကားကဒါပုံမှန်လင်းပြောရရင်ဗျာမိုဟာမက်ဆာလာကြားရဲဆိုရင်မိုဟာမက်ဆာလာအတွက်ရှက်စရာယူတော့ပြောလို့ရတယ်ဗျာရှက်စရာယူတော့ပြောလို့ရတယ်ဘာကြောင့်လဲဆိုတော့မိုဟာမက်ဆာလာကအခုလက်ရှိအသင်းရဲ့တတိယတင်ကောင်းဆောင်ဒါပြီးခဲ့တဲ့လပိုင်းက Robertson ကိုကျွန်တော်တို့ဒါဒုတိယအကောင်းဆုံးအဖြစ်မခန့်ခင်အထိသူကဒုတိယအကောင်းဆုံးအနေနဲ့မိုဟာမက်ဆာလာတောင်းယူထားတာပြီးတော့တစ်ခုကမိုဟာမက်ဆာလာကအသင်းရဲ့အခွင့်တူးခံအသင်းအခွင့်တူးတန်ကစားသမား top level မှာရှိတဲ့ကစားသမားတယောက်အနေစီကနေပြီးတော့အခုဒီလိုမျိုး Alisson ဘက်ကပြောတဲ့စကားတမျိုးကျွန်တော်မကြားခဲ့ရဘူးပေါ့နော်ဆိုတော့ Alisson ဘက်ကပြောရတာတော့ရှင်းရှင်းလေးပဲဒါပေမဲ့ဒီနေရာမှာကမိုဟာမက်ဆာလာရဲ့စိတ်နေသဘောထားနဲ့ Alisson ရဲ့စိတ်နေသဘောထားကဘာကွာလဲဆိုတာကတော့ဒီ brother တို့ပဲစဉ်းစားကြည့်တော့ဗောနော်ဆိုတော့ထားပါတော့ဒါကတော့ကျွန်တော်တို့ဒါမိုဟာမက်ဆာလာကလီဗာပူးမှာခန်းခဏပြီးတလောက်ရှိသွားပြီလို့ကျွန်တော်မြင်တယ် Brighton နဲ့ပွဲမှာလည်းသူ bench ထိုင်အောင်မှာပဲဒီပုံစံဆိုရင်ဗောနော်ဆိုတော့ဒီမိုဟာမက်ဆာလာ Brighton နဲ့ပွဲပြီးသွားရင် Africa Flower တော့တော့မှာပြီးတာနဲ့တေချာပေါ့ sorry မှာပဲ sorry ကိုပြောင်းသွားတော့မယ်လို့ကျွန်တော်ထင်တယ်ဗောနော်ဆိုတော့ဒါကမိုဟာမက်ဆာလာတဲ့ပြီးတော့နောက်တစ်ခုကကျတော့ကျွန်တော်လီဗာပူးအသင်းကအခုဆိုရင်ကျွန်တော် Arne Slot ကိုလည်းသူတို့ကဒါထောက်ခံထားသေးရလို့တော့ပြောတယ်ဗောနော်ထောက်ခံထားတယ် Arne Slot ကိုArne Slot ရဲ့အနောက်မှာ FFG ကရှိရဆိုပေမဲ့ Arne Slot ကိုလည်းလုံးဝဒါမရရကွာမင်းတို့ဘလောက်ရှုံမင်းဘလောက်ရှုံမင်းနောက်မှာငါရှိရမင်းကိုယုံကြည်မှုဆက်ပေးထားတဲ့ပုံစံမျိုးရောသူတို့မဟုတ်ဘူးဗောနော်ပြောချင်တာက
အာနီစလော့ကိုလည်းသူတို့စောင့်ကြည့်နေတယ်အာနီစလော့ရဲ့ဒါကစားပုံတိုးတက်လာခြင်းမရှိရင်ပြီးနောက်တစ်ခုကဂျာလက်တွေကစုပ်ပြက်ပြီးထပ်ပြီးတော့ဆိုးဝါလာခဲ့ပြီဆိုရင်သိကြပေါ့အာနီစလော့ကိုလည်းသူတို့ဒါတခုစီစဉ်မယ်ဆိုပြီးတော့ဒါတတိနေရသိရတယ်ပေါ့ဒီဟာကတော့ကျွန်တော်တို့ဒါ rumors ပဲရှိသေးရဲ့ပေါ့နော်ကွာလာဟာလာတတိလို့ပြောလို့ရတယ်ဒါ David Ornstein တို့လို့ဒါဒီနာမည်ကြီး reporter တွေကထုတ်ပြန်တဲ့တတိမဟုတ်ဘူးပေါ့နော်ဆိုတော့နေပါကခုနကပေါ့နော်ဒီ Arne Slot တကယ်လို့ဒါအခြေဆိုပြီးတော့ထွက်ခွာသွားခဲ့မယ်ဆိုရင်သူတို့ကဒါဂျာဗီလုံဆိုတော့မှသူတို့ဒါစိတ်ဝင်စားနေဆိုပြီးတော့ဒါသိရတယ်ပေါ့နော်အစားတော့လီဗာပူးအသင်းကဗျာသူတို့ဒါပြစ်မှတ်ဖြစ်တဲ့ Oliver Glasner တို့ကျွန်တော်တို့ဒီဒါ Nagelsmann တို့ကဒါဒီကောလောက်မှာပဲ available ဖြစ်မှာဖြစ်တဲ့အတွက်သူတို့ကယာယီဒီပြတယောက်နဲ့သူအထိန်းထားချင်တာပေါ့နော်ဒါပေမဲ့အခုကဒါဒီဂျာဗီလုံဆိုကလည်းကျွန်တော်တို့ Real Madrid မှာကတိတ်အခြေအနေမကောင်းဘူးပေါ့နော်ကျွန်တော်လီဗာပူးအသင်းကိုလီဗာပူးရှုံးပြီးသူလည်းတိုင်ပတ်သွားတာလီဗာပူးအသင်းကိုရှုံးပြီးတော့သူနှစ်ပွဲပဲနိုင်ပြီးရဲ့ဒီဟို Athletic Club နဲ့ပြီးတော့နောက်တစ်ခါဒီဟိုမှာဒီဗာလဲဒီဟိုOlympiacos ချန်ပီယံလိဂ်မှာ Olympiacos ဆိုတော့နှစ်ပွဲပဲနိုင်သေးတယ်ကျန်တဲ့ပွဲတွေကုန်နဲ့ရှုံးလိုက်သေကြလိုက်ရှုံးလိုက်ဒီလိုမျိုးနေမယ်ဆိုတနေရာလဲနေရပါတော့ Real ဒီ Barcelona ကို6မှတ်လောက်ဖြတ်ပြီး6မှတ်လား5မှတ်လားအဲ့လောက်ထိဖြတ်ထားပြီးတော့မှအခုပြန်ပြီးသူတို့ဥဆောင်ခံလိုက်ရပြီပေါ့နော်ဆိုတော့ဒီဂျာဗီလုံဆိုရဲ့ဟိုဟာလေဒီနာဂက်ကလည်းမရေရဘူးမသေးကြဘူးဒီနောက်ဆုံးဒီမာကာပေါ့မနေ့ကဆိုမာကာကဒီစပိန်သတင်းစာဖြစ်တဲ့မာကာကသူရေးသားလာတဲ့အကြောင်းအရာကတော့ဒီဂျာဗီလုံဆိုအနေနဲ့မက်ဆီနဲ့ပွဲကိုရှုံးပြီမက်ဆီနဲ့ပွဲကိုရလာမကောင်းဘူးဆိုတဲ့ကွာဆိုရင်ကျွန်တော်တို့တန်းပြီးတော့ဒီယာလူကနေတော့ထုတ်ပစ်မယ်ဆိုပြီးတော့ဒါဒီမာကာသတင်းစာဖော်ပြလာရပေါ့နော်ဆိုတော့ဒီဘာဘူးသိရလဲတကယ်လို့ပေါ့နော်အလွန်ဆိုကသာဒီ market မှာ available ဖြစ်တယ်ဆိုရင်အလွန်ဆိုကိုလီဗာပူးရဲ့နီးပြအဖြစ်သူတို့ကဒါစိတ်ဝင်စားရတယ်ဆိုတဲ့သတင်းတွေတက်လာရပေါ့နော်ဆိုတော့ဒီအလွန်ဆိုကတကယ်လို့ Arne Slot ကိုထုတ်ပယ်ပြီးရင်အလွန်ဆိုကလီဗာပူးရဲ့ဒါနီးပြဖြစ်လာနိုင်လားညီကိုတို့ကဒီဟိုအလွန်ဆိုဘယ်လိုမြင်လဲပေါ့နော်ကြိုက်ကြလားပေါ့နော်အဲ့ဒါလေးတစ်ခုရှိရယ်ပြီးတော့နောက်ဆုံးအနေနဲ့ကျွန်တော်တို့လီဗာပူးအသင်းက January လ10ရက်နေ့မှာ FA Cupတက်ရောပေါ့နော်တတိယအဆင့်ဒါမဲခွဲပွဲမှာကျွန်တော် Barnsley အသင်းနဲ့တွေ့ပြီးတော့ကန်ရမှာဖြစ်တယ်ပေါ့နော်သူတို့ကျွန်တော်ကန်ရမယ့်နေရာကကျွန်တော် Anfield ကွင်းမှာပဲကန်ရမှာဒီ Barnsley အသင်းကတော့ကျွန်တော်တို့ဒါ League 1 Club ပေါ့နော်ဒါအဆင့်နဲ့ရည်မယ်ဆိုရင် Premier League က1ဆိုရင်1 2 3အင်္ဂလန်အဆင့်3ဆင့်မြောက်မှာရှိရဲ့ဒီ League ကအသင်းပေါ့နော်ဒါ League 1 Club Barnsley နဲ့ဒါဒီအိမ်ကွင်းမှာပဲ January လ10ရက်နေ့စနေနေ့မှာဒါကန်ရမှာပဲဖြစ်တယ်ပေါ့နော်ဆိုတော့ဒါကကျွန်တော်တို့နောက်ဆုံးရလီဗာပူးသတင်းလေးတွေဖြစ်တယ်ဒါကြည့်ပြီးကြညီကိုအားလုံးကိုကျေးဇူးပါဗျ